ဒီဇလန်ရဲ့ခေါင်းစဉ်ကိုရွှွနွန်တဲကစိန်တပွင့်သို့မဟုတ်အဖိုးမဖြတ်နိုင်တဲ့အမာရွတ်များလို့ပြီးလို့ရပါတယ်ဇလန်ခေါင်းစဉ်တန်ဖိုးဆိုတာဖုံးကွယ်လို့မရပါဇလန်ကိုလူစီကားတဲ့မြို့ပြရဲ့မြင်ကွင်းတစ်ခုနဲ့စဖွင့်ပါမယ်ဇက်လိုက်ဖြစ်သူအောင်ကိုဟာတစ်ချိန်ကအောင်မြင်ကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါဒါပေမဲ့လုတ်ဖော်ကင်ဖက်ရဲ့တစ္ဆာဖောက်မှုကြောင့်ကုမ္ပဏီလဲဆုံးရှုံးအကျွေးတွေပတ်လည်ဝိုင်းပြီးလမ်းပြီးရောက်သွားခဲ့ပါတယ်သူ့ရဲ့တငယ်ချင်းတွေဆွေမျိုးတွေကသူ့ကိုအရင်လိုအလေးမထားတော့ပဲရှောင်ဖယ်သွားကြတယ်အောင်ကိုဟာပန်းချံထဲကခုံတန်းတစ်ခုပေါ်မှာထိုင်ရင်းငါဟာအတုံးမကြတဲ့လူပဲငါဘဝကတန်ဖိုးမရှိတော့ဘူးဆိုပြီးကိုတတ်တည်ဖို့အထိစဉ်းစားနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာအဝိအစားနွမ်းနွမ်းပါးပါးနဲ့အဖိုးအိုတယောက်အောင်ကိုနားကိုရောက်လာပါတယ်အဖိုးအိုကအိတ်ကထဲကနေဖုန်နီပေးနေတဲ့ငွေဆက်ကူ1000တန်တရွက်ကိုထုတ်လိုက်ပါတယ်အဖိုးအိုကအောင်ကိုမေးတယ်ငါတူဒီပတ်စံကိုလိုချင်လားအောင်ကိုကလည်းနားမလဲပေမဲ့လိုချင်တာပေါ့အဖိုးလို့ဖြေပါတယ်အဲ့ဒီနောက်အဖိုးအိုကပတ်စံကိုမြေကြီးပေါ်ပစ်ချပြီးခြေတောင်းနဲ့နင်းချပစ်လိုက်တယ်ပြီးတော့ပတ်စံကိုပြန်ကောက်ပြီးတွန့်ကြည့်နေတဲ့ပုံစံနဲ့ပြန်မေးတယ်အခုရောလိုချင်သေးလားအောင်ကိုကဟုတ်လိုချင်ပါသေးတယ်လို့ထပ်ဖြေတယ်နောက်ဆုံးမှာအဖိုးကအဲ့ဒီပတ်စံကိုတတွေးနဲ့ထွေးရွှွနွင်ထဲကိုနှစ်လိုက်ပြီးပြန်ထုတ်ပြတယ်ကဲအခုကောလိုချင်သေးလားအောင်ကိုကအဖိုးဒါက1000တန်ပဲလေဘလောက်ပဲပေးပြီးကြည်နေပါစီသူ့တန်ဘိုးက1000ပဲလေလို့စိတ်မရှိသလိုနဲ့ပြန်ပြောလိုက်ပါတယ်အဖိုးကပြုံးလိုက်ပြီးအောင်ကိုပခုံးကိုပုတ်ကပြောလိုက်ပါတယ်ဒါပဲပေါ့ငါတူရမင်းလဲဒီအတိုင်းပဲလောကရန်ကမင်းကိုနင်းချခြင်းနင်းချမယ်ရွှွနွင်ထဲကိုပြစ်ချခြင်းပြစ်ချမယ်မင်းကိုတွန့်ကြည့်အောင်လှုပ်ခြင်းလုပ်မယ်ဒါပေမဲ့မင်းကိုယ်တိုင်ကမင်းရဲ့တန်ဖိုးကိုမလျှော့ချတဲ့၍မင်းကအဖိုးတန်နေတော့မယ်မင်းမရှိတဲ့အရေးချင်းနဲ့စိတ်တက်ကဘယ်တော့မှပျောက်မသွားဘူးအောင်ကိုကအဲ့ဒီစကားကိုကြားပြီးမျက်လုံးပွင့်သွားသလိုခံစားလိုက်ရတယ်။ तू ကပတ်စံကိုပဲကြည့်ပြီးကိုပြန်မကြည့်မိခဲ့ဘူးဆိုတာသဘောပေါက်သွားတယ်။အောင်ကိုကစိတ်တက်အသစ်နဲ့ပြန်ထလာပါတယ်။ तू ရသမျှအလုပ်ကိုစူးစမ်းလုပ်တယ်။အရင်ကထပ်ပိုပြီးနှိမ်ချလာသလိုပိုပြီးတော့လည်းတင်ယူလာတယ်။အခက်အခဲတွေကြုံတိုင်းငါတန်ဖိုးကဘယ်တော့မှမပြောင်းလဲဘူးဆိုတဲ့စိတ်နဲ့ရင်ဆိုင်တယ်။2 နှစ်အကြာမှာတော့ तू ကလုပ်ငန်းအသစ်တစ်ခုကိုအောင်မြင်စွာပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။အရင်ကထပ်ပိုပြီးတည်ငြိမ်နဲ့ပိုပြီးကြန့်ခိုင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ဇလန်းရဲ့အစုံမှာအောင်ကိုကအဲ့ဒီပန်းချံကိုပြန်သွားပြီးအဘိုးကိုရှာပြီးမဲ့မတွေ့တော့ပါဘူး။ဒါပေမဲ့ तू ကအဲ့ဒီပန်းချံခုံမှာပဲထိုင်နေတဲ့စိတ်တက်ကြနေတဲ့လူငယ်တစ်ယောက်ကိုတွေ့လိုက်ပါတယ်။အောင်ကိုကသူ့အိတ်ခတ်ထဲကပတ်စံတစ်ရွက်ကိုထုတ်လိုက်ရင်ဇလန်းကိုအစကပြန်စပါတယ်။ဘဝမှာကျွန်တော်တို့အားလုံးကတစ်ခါတရံလေးကြနိုင်ပါတယ်။တွန့်ကြည့်သွားနိုင်ပါတယ်။ဒါပေမဲ့မှတ်ထားရမှာကကျွန်တော်တို့ကဘသူကမှလာပြီးဖြည့်ဆည်းလို့မရတဲ့ original တန်ဖိုးကိုစီရှိကြပါတယ်ကိုယုံကြည်မှုရှိနဲ့ပြန်ထပါလောကကြီးကတင့်ကိုဘလို့ပဲဆက်ဆံပါစေတင်ရအဖိုးတန်နေစေပါပဲ